Phoenix ကတည်တဲ့အတိုင်းသူတို့ zone ပေးပြီးဆိုရင်တော့ zone control တအားကောင်းတဲ့တင်ထပ်ပြီးတော့ကျွန်တော်တို့ဒါအဲ့လိုအနေထားကြီးဘယ်လိုမျိုးပြန်ပြီးတော့ထိန်းပြသွားနိုင်အောင်လဲလို့ကြည့်နေကြရင် high ဖြစ် mon boy နောက်ကနေကျွန်တော်တို့ Astro enemy player အတွက်ကလည်းကျွန်တော်တို့ပြန်လဲပြီး knock out ချပြီးထားခဲ့ပြန်ပြီနောက်ပေါ်မှာလည်းကျွန်တော်တို့ကြံနေခဲ့တဲ့လက်ရှိပုံစံတွေအရာ KE player အတွက် Astro တစ်ဖက်မှာလည်းကျွန်တော်တို့ Pretzel Master D2K ရနေတဲ့ position တစ်ခု Pochinki နားရဲ့ကျွန်တော်တို့ land နဲ့ထပ်နေတဲ့ battle တစ်ခုအနေနဲ့ကတော့ KE versus ကျွန်တော်တို့ high battle ကိုတော့မြင်တွေ့ရအောင်ပါလည်းဖြစ်တယ်ခင်ဗျာဒီအရောကျွန်တော်တို့ပြောင်းနေတဲ့ mon boy စတင်ပြီးတစ်ခေါက်တော့ခံထားခဲ့ရပြန်ပြီကျွန်တော်တို့ Pretzel တယောက်3 hour တစ်ဝက်ပဲကြံမယ်တချင်းမပေါ်ပါချင် Mad Dog ရှိနေကြတဲ့ point တစ်ခုပတ်မှာ D2K တယောက်နေနေရလဲတစ်ခါလေးပဲပြန်ပြီးတော့အဆုံးသက်ခံရတဲ့တစ်ချက်မှာတော့ကျွန်တော်တို့ range Caprio နော်တွေ Astro နောက်တော့ချခံထားတဲ့ချက်မှာ Mad Dog ပဲ10တော့သွားခဲ့တဲ့ချက်မှာတော့ကျွန်တော်တို့တကယ်ကိုကြံနေခဲ့တဲ့ canvas တယောက်တည်းပဲရှိတော့မယ်လို့ပြောရင်နောက်ဆုံးကြံနေခဲ့တဲ့ Raimon ပေါ်ပါချမ်းမှာလည်း backup ထပ်ပြီး player တယောက်နေနေခုံသိမ်းပြီးပြစ်ခတ်တော့မလားလို့ပြောနေတော့မှာပဲ Brazil ရဲ့အဆုံးသက်ပေးတဲ့ဒီအောက်မှာ kill enemy hive ဒီ back ကိုပဲ KP လိုက်ရပြီးဒီခါလေးပဲဒီချိန်မှာကျွန်တော်တို့ early first team wipe out အနေနဲ့ဖြစ်သွားခဲ့ပြီ Pochinki ရဲ့ landing လူတွေ battle တခုကတော့ဒီအချိန်မှာကျွန်တော် hype တီးပဲအသာသီးရရှိသွားခဲ့တာလည်းဖြစ်ပါတယ်ဗျကဲအဲ့တော့ကျွန်တော်တို့ဒီဘက်မှာလေတိုက်နေတာလေတိုက်နေတာလေတွေတိုက်ကုန်ပြီလောက်ကြအောင် hi tired of carrying you break time အဲ့တော့တွေ့ရတဲ့အတိုင်းပဲနော်လေတွေကတော့တကယ်ကိုရှယ်တွေတိုက်နေတာခင်ဗျကျွန်တော်ဒါတော့ high KE ကိုကျွန်တော်ဒါဝယ်ဒီရှာပြီးကပြနေတာခင်ဗျတကယ်ကိုလှပါတယ်ကိုသိမဟုတ်ကိုသိနေမဟုတ်တော့လေကိုကထိုင်ယုံမဲ့တက်နိုင်တယ်ဟုတ်တယ်မ